essentially မှာကြိုဆိုပါရယ်ဒီနေ့လောက်ပြပေးမယ့်ဟာလေးကကြတော့ဒီ print out လုပ်လိုက်တဲ့အခါကျရင် title တွေကိုရှိတိုင်းမှာပါချင်ရင်ဘယ်လိုလုပ်ရလဲဆိုတာလေးကိုလောက်ပြပေးမှာဖြစ်ပါတယ်အခုပေါ့နော် control plus p ကိုနှိပ်လိုက်မယ်ဆိုရင်အခုဒီမှာကကြရှိကကြတော့တစ်ကနေပြီးတော့30တိရှိရပေါ့နော်အဲဆိုရင်တခြားရှိတွေမှာ title ကပျောက်သွားတယ်ပေါ့နော်ကိုကဒီ face ရှိမှာရှိတယ်လို့မျိုး title အကုန်လုံးကိုဒီနောက်ထပ်ရှိတွေမှာပေါ့နော်ပေါ်ချင်တယ်ဆိုဘယ်လိုလုပ်ရလဲဆိုရင်ဒီအရင်ဆုံးပေါ့နော်ကိုလှုပ်ချင်တဲ့title လေးကိုဆက်လက်မှတ်လိုက်မယ်ပေါ့နော်ပြီးသွားရင်ဆိုရင်ဒီအပေါ်ကribbon ထဲကနေပြီးတော့ဘာယူလဲဆိုတော့ဒီပေါ့နော် page layout ထဲက print title လေးကိုနှိပ်လိုက်ပါမယ် print title လေးကိုနှိပ်လိုက်ရင်ဒီလို box လေးကြာလာမယ်ပေါ့နော်ကြာရတဲ့အခါကျရင် row to repeat at dot လေးကိုတစ်ချက်နှိပ်ပြီးတော့အဲ့မှာကကိုလုံးမဲ့ဟာလေးကိုပေါ့နော်ကိုလုံးမဲ့ row လေးပဲ row လေးကို select မှတ်မယ်မှတ်ပြီးသွားရင်ဆိုရင် okay နှိပ်မယ်ပေါ့နော် okay နှိပ်လိုက်ပြီးရင် control plus p ကိုပြန်နှိပ်လိုက်ပါမယ်အဲ့ချိန်ကျရင်နောက်ထပ် sheet တွေမှာကောဒီလိုတိုက်တယ်ပါလားဆိုတာတစ်ချက်ချက်ကြည့်မယ်ပေါ့နော်နောက်ထပ်ရှိခင်မှာတိုက်တယ်လေးပါသွားပြီပေါ့နော်အဲ့နီးလေးနဲ့ဒီရှိprint out ရင်စာမျက်နှာတိုင်းမှာဒီတိုက်တယ်လေးတွေခေါင်းစဉ်လေးတွေပါအောင်လုပ်ကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်